တချို့လူတွေကလေ vocabulary 900လောက်သိမှာတို့300လောက်သိမှာတို့ဒီ English စကားကိုပြောပြရမှာဆိုပြီးပြောကြတယ်တကယ်တော့အဲ့ဒါလုံးဝတရားကလုံးမှန်နေတော့မဟုတ် vocabulary များများသိလေလေပို့ပြီးတော့ပြောလို့ရတာမှန်တယ်ဆိုပေမဲ့နည်းနည်းသိလေကိုနားလေတော့ကိုတခြားလူနားလေလို့ပြောလို့ရပါတယ်ဒီ language ရဲ့ဒီပုံစံရဆိုရင်ကျွန်တော်တို့ကတခြားလူကိုနားလည်အောင်ပြောဖို့ပါတခြားလူကို master လုပ်ဖို့မဟုတ်ပါဘူးအဲအကြောင်းမို့ language ကိုလေ့လာခြင်းရည်ရွယ်ချက်ကလည်း just to understand ပါပဲ okay အဲ့ဒါဆိုပြောကြည့်အောင်ဒီ English စာနည်းနည်းလေးကျွန်တော်ဘယ်လိုနားလည်အောင်လုပ်လို့ရပါလဲ okay ဥပမာတစ်ခုကြည့်အောင်ကျွန်တော်တို့ကဒီဈေးသက်ဆိုင်အောင်သွားမယ်ပြီးတော့ပစ္စည်းတစ်ခုကိုမေးမယ်ကျွန်တော်သိရစကားလုံးမယ် how much ဒါလူတိုင်းသိတယ် how much ဘယ်လောက်လဲ okay အဲ့မှာကျွန်တော်ကကျွန်တော်ပြန်ပြောလိုက်မယ် is 20ဒါမှမဟုတ် is 50ဒါမှမဟုတ်ကိုယ်လောက်ထိနားမလဲဆိုရင် तू ကနောက်တစ်မျိုးပြောလိုက်မယ် is 50 oh okay အဲ့ဆိုကျွန်တော်သိပြီဒီ50ဆိုတော့50ပဲ50ဆိုတော့ကျွန်တော်က50ပဲလားအဲ့တော့ကျွန်တော်ကဒီပစ္စည်းကိုဝယ်မှာလားမဝယ်ဘူးလားကျွန်တော်ဆုံးဖြတ်မှာအဲ့တော့ yes ကိုယ်လောက် yes လားမသိဘူးဆိုလဲ no မဝယ်ဘူးဒီလားဆိုရင်ကျွန်တော်ကကောင်းအောင်ပြောလို့ရမယ်ဒါကတော့အခြေခံအဆင့်ကိုဖြစ်ပြီးတော့တကယ်လို့ကိုကအဲ့ထက်ပို့ပြီးတော့တိုးတက်ချင်တယ်အဲ့ထက်ပို့ပြီးတော့ဒီဘယ်လိုပြောမလဲဒီ language တစ်ခုရဲ့ level တစ်ခုကိုတွားချင်တယ်ဆိုတော့ခုနကပြောတဲ့300တွေနေရာတွေတွားရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဒါပေမဲ့အဲ့ဒါမသိဘူးဆိုရင်လည်းစိတ်မပူပါနဲ့ကိုနားလေတာတွေနဲ့ကိုနားလေတယ်လို့မျိုးပြောလို့ရပါတယ်အဲ့အကြောင်းမို့အင်္ဂလိပ်စာကိုလေ့လာပါမားမှလည်းမကြောက်ပါနဲ့အင်းစကားကြမထွက်မှာပဲကြောက်ပါကျေးဇူးပါ See you in the next video